Content Marketing Strategy ဆိုတာမိမိဦးတည်ပရိသတ်တွေရဲ့အခြေအနေကိုနားလည်ပြီးမိမိလုပ်ငန်းနဲ့ကိုက်ညီတဲ့ content တွေကိုနည်းဗျူဟာကျကျဖန်တီးရင် marketing လုပ်ဆောင်တာဖြစ်ပါတယ်။ဒီလိုလုပ်ဆောင်တဲ့နေရာမှာမိမိလုပ်ငန်းရဲ့ vision, mission, value, goal တွေကိုနားလည်ပြီး content marketing လုပ်ဆောင်မှုရာလိုအပ်တဲ့ brand briefing, audience persona, consumer journey စတာတွေကို Content Marketing Strategy for Non-Profit ဖက်ဤသင်ခန်းစာမှာလေ့လာရမှာပါ။ Part B မှာတော့လေ့လာခဲ့တဲ့ Consumer Journey ပေါ်အခြေခံပြီး Content ခေါင်းစဉ်တွေကိုစနစ်တကျရှာဖွေဖို့ Content အမျိုးအစားတွေကိုစနစ်တကျထုတ်လုပ်ဖို့လေ့လာရမှာဖြစ်ပါတယ်။ဒါအပြင် Content တွေကိုဘယ်နေ့ဘယ်ချိန်မှာဘယ် Social Media Platform ပေါ်မှာတင်မလဲ Content Calendar တွေဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုလည်းလေ့လာရမှာဖြစ်ပါတယ်။သင်ခန်းစာတွေကိုလေ့လာတဲ့အခါ Pre-assessment, Post-assessment မေးခွန်းတွေကိုဖြေဆိုပြီးမိမိလေ့လာထားတာတွေကိုလေ့လာဆန်းစစ်နိုင်ပါတယ်။ဒါအပြင်သင်ခန်းစာတွေကိုပြီးမြောက်အောင်တက်ရောက်ပြီးပါက CSO Academy ကပေးအပ်တဲ့သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကိုလည်းရရှိမှာဖြစ်ပါတယ်။ကဲဒါဆို CSO Academy Online Learning Platform မှာ Content Marketing Strategy for Non-Profit သင်တန်းပတ် A နဲ့ပတ် B ကိုစာရင်းပေးသွင်းပြီးသင်ခန်းစာတွေကိုခုပဲလေ့လာလိုက်ရအောင်။